တစင်ရေးမောင်နှံရေးဆိုပြီးတော့ဗျာအမလုတ်သူကဗျာလာလေတာပေါ့တစင်ကဗျာအဝတ်လန်းနေနဲ့ကိုနိုင်အထက်ကအမဖြစ်သူရောင်းမကြီးလာလေတာကိုသွားခေါ်တာပေါ့ဟာတဲ့မောင်နိုင်မမြင်ပါလားတဲ့ဒီနေ့ပိတ်ရမဟုတ်လားတဲ့ဟုတ်ပါတယ်ရှိပါတယ်အမကိုနိုင်ရေးတဲ့အမလာတယ်တဲ့ကိုနိုင်ကဗျာကြပြကြရနဲ့ဗျာထွက်လာတာပေါ့လက်ထက်မှာလဲဇွန်းကြီးတန်းတန်းနဲ့ဗျာတော်မြကြီးအမနဲ့တက်တဲ့အကြည့်မျိုးနဲ့ကြည့်ပြီးတော့ဟဲ့တဲ့နေ့ယောက်ျားကတဲ့ဓမင်းနဲ့ချက်နေတာလားတဲ့ရောင်းမဖြစ်သူကဗျာဒဇင်ကိုအပြုံးမပါတဲ့မျက်နှာမျိုးနဲ့မေးလိုက်တာပေါ့ဗျာဒဇင်ကအရှက်ပြုံးလေးပြောရင်းနဲ့ဟုတ်ပါတယ်အမရဲ့တဲ့ကျမလည်းအဝတ်ရှော်နေတော့တဲ့သူ့ကိုတဲ့ထမင်းလေးတွေချက်ခိုင်းတာပါတဲ့အိမ်မှာကတဲ့အားတဲ့သူကြုံတယ်လို့လောက်ရတာပဲတဲ့ညီအေးတဲ့ယောက်ျားကိုမိဖို့ကြောင့်လည်းမအလုပ်လုပ်ခိုင်းတာတဲ့လူမြင်လို့အောင်မတစ်နေပါဘူးညီကတဲ့ငတ်မောင်ကိုတိတ်ကိုခိုင်းလုံးတယ်အဲ့ဒီစကားကိုကြားတော့ကိုနိုင်ကဗျာအမဖြစ်သူဟိုဝင်ပြောတာပေါ့အမရဲ့တဲ့သူခိုင်းလို့မဟုတ်ပါဘူးတဲ့ကျွန်တော်ကကိုမိမကိုကူညီတာပါတဲ့ကူညီတာမဟုတ်ဘူးတဲ့မိမကနိုင်သွားတာတဲ့မင်းကိုပတ်ဝန်းကျင်ကလည်းမရကြောက်လို့ခေါ်ကြတော့မသိရလားတဲ့ဒဇင်ကဗျအီလေလေကြီးနဲ့သူကကြည်နေတာပေါ့ဗျာတကယ်ဆိုရင်သူတို့နဲ့အတူတူနေတော့ငါဗျသူ့မောင်ကရောဒီလိုဘာမှမလုပ်ဘဲနဲ့အေးဆေးနေရတာကြာနေတာပဲဆိုပြီးတော့သူကပြောချင်တာပေါ့ဗျာအဲ့ဒီစကလုံးကိုမျိုးချထားတာပေါ့ရောင်းမဗျာဒဇင်တို့လည်းမြောက်ကျွေးတဲ့ဥစ္စာတစ်ချက်လေးမှအားမနာပဲနဲ့ဗျာခေါင်းငုပ်ပြီးတော့စားနေတာပေါ့ဗျာဟဲ့ဒဇင်နဲ့ညီစပင်တို့အုံးစီထဲအုံးလေးတော့ဖွာတန်ကျဲနေတာပဲမိမဖြစ်သူဆိုတော့တဲ့အုံးစီလေးကိုဒီလိုထည့်ထားမှပြပြားနေမှတဲ့ချက်တီရှိတာတဲ့ဖះကြီးအုံးကြီးတဲ့ခေါင်းကညီစီစီပြစ်လို့ဗျာဒဇင်ကငယ်လေးတွေကအုံးကြီးမထည့်တာဗျာဒဇင်ရဲ့စပင်ကဖြောင်းဆင်းနေတာပေါ့ဗျာဖြောင်းဆင်းနေတော့ဘာမှဖွာလန်ကျဲစရာလည်းမရှိဘူးရောင်းမတဲ့ကိုယ့်အိမ်ကိုလာပြီးတော့မြတ်တကူးတကလာပြီးတော့လာမွေနေတာပေါ့နော်ဆိုတော့စိတ်ထဲမှာသူတွေးနေတာဗျာဒဇင်ကတဲ့အုံးကြီးတဲ့ရဲ့နဲ့ခေါင်းမူတက်လို့ပါအမရဲ့တဲ့စားတော့အမဝအောင်စားတဲ့ဒဇင်နဲ့လက်ဖက်တော့တုတ်လိုက်အောင်ပဲဒဇင်ကထွက်သွားတယ်ဗျာအဲ့ဒီမှာသူ့မောင်တို့တူတူလေးပြောတာပေါ့နေဟာလေးတဲ့မယားနေစားကြောင်ဒီမမောင်နိုင်ရဲ့တစက်လေးမဝိရံမရှိဘူးတဲ့မိမကိုချစ်တာတော့ချစ်တာပေါ့တဲ့အရာခတ်သိမ်းလိုက်လို့ပြီးနေကြမလို့ဘူးတဲ့အိမ်တွင်းအလုတ်ကသူ့ဘာသာလုတ်သူလုတ်ပါစေတဲ့ဩအမကလည်းဗျာတဲ့ဒဇင်ရောကျွန်တော်ဗျာတဲ့အယုံအလုတ်တွေအတူလုတ်နေကြတာလေတဲ့ငွေရှာတာတဲ့အတူတူပဲလေတဲ့အိမ်လုတ်ကိုတဲ့ခွဲခြားနေရအောင်မလားအမရဲ့နင်ကိုကားတဲ့မယားကြောက်ပါမောင်နိုင်ရတဲ့ငါမပြောချင်တော့ဘူးတဲ့ဟင်းတဲ့ဘာပြောမလို့လဲအမရဲ့ပြောကြည့်လေးတဲ့ဒဇင်လို့သူကထွက်လာတော့ဗျာရှိုးတို့အန်နဲ့ဗျာလက်ဖက်ကိုသာတစွတ်စွတ်နဲ့စားနေပါလိရောဗျာဒဇင်ကချစ်ပြီးတော့ရေနေတာပေါ့အဲ့ဒီကစားရောင်းမကြီးတို့များရက်ကွက်ထဲမှာလေမောင်နိုင်ကားတဲ့မိမစကားဆိုအရန်သားတော်သားသူ့မိမကလည်းတဲ့နိုင်တလားမမေ့နဲ့ငါမောင်ခမရသနာစီရပါအေးတဲ့တွေးသမျှလူအကုန်လျှောက်ပြောတယ်ဗျာသူတို့တမိသားစုကိုလည်းဒဇင်ကမောင်နိုင်ကိုဘလောက်နိုင်တဲ့အကြောင်းသူခမရမိမကြောက်ရတယ်ဆိုတဲ့အကြောင်းသနာစီရပေါ့ဗျာဒီလိုလျှောက်ပြောတာပေါ့ဗျာဒဇင်ကတော့ပြန်ကြမိမယ်ဘာမှတော့ပြန်မပြောခဲ့ဘူးပေါ့ရောင်းမတိုင်းကတော့မစိုးလို့မပြဒေါ်မြကြီးလိုစိတ်တမျိုးရှိတဲ့ရောင်းမတော့တော်တော်များများတော့ရှိကြတယ်ဗျ9နှစ်ကြာတဲ့အခါကျတော့ဗျဒေါ်မြကြီးရဲ့တမီစုစန္နာကအိမ်အောင်ကြတယ်ဗျသူကိုယ်တိုင်ဗျတမက်လေးကိုသူကရွေးထားတာပေါ့ဗျခါယူကလည်းကျော်အလုတ်ကလည်းကောင်းငွေရလည်းရှာတာတော်တာပေါ့ဗျာတမီနဲ့အတင်းကိုသဘောတူတာဗျသူတမက်လေးကလည်းလက်သက်ချီတော့ဗျဟိုဟာပါတွတ်တာပေါ့ဗျာကောင်မလေးကိုဗျာလူသမျှအန်းတယ်ဗျပြီးတော့မှကိုဝင်ရလာတော့မှပြန်ယူလိုက်တာပေါ့မင်္ဂလာဆောင်ပေးလိုက်တာတော်သေးတာပေါ့ဒါတော့မှဗျာ9လနဲ့ပဲကလေးမွေးလို့ဗျာအချက်ဒီပါကွဲရသေးတာပေါ့ဒဇင်ကတော့ဗျာသူ့ရဲ့ရောင်းမကြီးကိုကြည့်ပြီးတော့သူရည်ကျင်နေတာပေါ့ဗျာဒီနေ့ကျတော့စုစံဒီကကလေးတစ်ဖက်နဲ့ဗျာအင်းချက်ကတစ်ဖက်အဝတ်လျှော်ကတစ်ဖက်ပင်မလို့ငိုနေတာပေါ့လင်ဖြစ်သူကဗျာဆိုးပါပေါ်မှာဘုံပဲထိုင်ကြည့်နေတာဗျာဟိုးတဲ့ကလေးလေးကနာထိမေးပါလားတဲ့ဟာတဲ့ဒါမိမလှုပ်လေးတဲ့လှုပ်လေးတရက်နားတာတဲ့အေးဆေးနေပါရစေစုရဲ့စုစံဒီရဲ့အမျက်ရည်တွေစီးကြလာတယ်ဗျာဒေါ်မြကြီးမြင်သွားတော့ဗျာဒုက္ခမြရင်ထဲမှာအတော်လေးကိုနာချသွားတယ်ဗျ။အော်သမီးရဲ့တဲ့သမီးယောက်ျားကနည်းနည်းပါးပါးဖြစ်တဲ့ကုညီပေးရင်ကောင်းမှာပဲ။အဲ့ဒီစကားကိုပြောပြီးတဲ့အချိန်မှာဗျဒေါ်မြကြီးကတစိုးတစ်ခုကိုသွားပြီးတော့တတိရတာပေါ့။သူ့မောင်ကိုပြောခဲ့တဲ့စကားတွေကိုအားလုံးကိုပြန်ပြီးတော့တတိရသွားတာပေါ့။ယောက်ျားကမိန်းမကိုဘာလို့လုပ်ပေးရမှာလဲ။ယောက်ျားဆိုတာကအိမ်လို့မလုပ်ရဘူး။မိန်းမလုပ်ပါစေအလကားမရကြောက်လေး။အခုတော့ကိုသမီးအတွက်ကြတော့ဗျာမောင်နိုင်လို့ကုညီခဲ့တဲ့ယောက်ျားမျိုးကိုလူကျင်ကြတာပေါ့။ဒဇင်ကငါမောင်ကိုရတာတိတ်ကန်ကောင်းတာပဲလို့မနာလို့လည်းဖြစ်သွားပြန်တယ်ဗျနောက်တစ်နေ့ကျတော့ဒေါ်မြကြီးကကိုနိုင်တို့အိမ်ကိုလာလေတယ်ဗျကိုနိုင်ကဟင်းချက်နေတာပေါ့ဒဇင်ကတော့ဗျအိမ်နီးနားချင်းကလေးတွေကိုသူကစာတင်ပေးနေတာပေါ့ဗျလာစာနဲ့သူတို့နှစ်ယောက်ရဲ့မျက်နှာမှာလည်းအပြုံးတွေနဲ့ပြည့်နေတာပေါ့ဒေါ်မြကြီးကတိတ်တိတ်လေးကြည့်ပြီးတော့စိတ်ညစ်နေတယ်ဗျကလေးတွေကြောင်းဆင်းသွားတဲ့အချိန်မှာတော့ငူငူကြီးထိုင်နေတဲ့ရောင်းမနာကွက်ပြီးတော့တိတ်လာကြီးလားအမရဲ့တဲ့စုစုယောက်ျားကအိမ်အလုပ်ကိုတစ်ချက်လေးမအောင်မကူဘူးတဲ့မောင်နိုင်လို့မဟုတ်ဘူးတဲ့ညီငတ်မောင်ရတာတိတ်ကန်ကောင်းတာပဲဒ
စင်ကအပြုံးနဲ့ပြန်ဖြေတာပေါ့အမပြောတဲ့စကားတကူတဲ့အမရဲ့တမတ်ကြားတော့တာထင်လိမ့်မယ်ဟာငါဘာပြောလို့ငါပြောတဲ့စကားဘာပြောလို့လဲအော်ယောက်ျားလေးဆိုတာတဲ့အပြင်မှာလည်းအလုပ်လုပ်ရသေးတယ်အိမ်ကိစ္စတွေမှာလည်းလုပ်ရသေးတယ်ပတ်ဝန်းကျင်ကလည်းမရကြောက်လို့မေးခွန်းခံရမယ်ဆိုတာလေအမှန်ကမိသားစုဆိုတာကနိုင်ရဝင်ကိုထမ်းကြရတာလေတဲ့မရကလင်ကိုအနိုင်ယူတာမျိုးမဟုတ်ပါဘူးမာတဲ့တယောက်ကပြင်မနေတယောက်ကဝင်ကူပေးတာမျိုးပေါ့တဲ့တော်မြကြီးကဗျမျက်ရည်ဝဲသွားတယ်အဲ့ဒီနေ့မှာတော့သူသဘောတောက်ပေါက်သွားခဲ့တာပေါ့ဗျာကိုမောင်ကသူ့ဇနီးဖြစ်သူကိုကူညီတာမကြိုက်ခဲ့ပေမဲ့ကိုတပီအတွက်တော့ဗျာအဲ့ဒီလိုကိုမောင်လိုကူညီခဲ့တဲ့ယောက်ျားမျိုးကိုပဲလိုချင်ခဲ့တာမျိုးလင်းခဲ့မိတာပေါ့ယောက်ျားကဗျာမိန်းမကိုကူညီပေးရင်မသိတော့ဘူးဆိုတဲ့အမြင်ကိုလက်ကင်ထားတဲ့တော်မြကြီးသူများရဲ့အဖိုးတော်သမီးလေးကိုသူ့မောင်ကူညီတာကြတော့မရှုစိတ်နိုင်ပေမဲ့ဗျာကိုသမီးကြတော့ဗျာတမက်ကငွေလဲရှာအိမ်လုံးလဲကူစီခြင်းတဲ့တော်မြကြီးလိုကိုအကျိုးအတွက်သာတွေးတတ်တဲ့ရောင်းမမျိုးကမြန်မာပြည်မှာလေအတော်များများတော့ရှိတတ်တယ်လို့မောင်နဲ့ရောင်းမကိုအိမ်တော်ရေးကိုဗျာလေးစားပြီးတော့အားပေးချင်တဲ့ရောင်းမမျိုးတွေလည်းအများကြီးရှိပါတယ်ဗျာ